ငါးဖမ်းဘရင်ဟာဥက္ကဋ္ဌကျန်းစီကနေငွေတန်းထပ်မံချေးယူဖို့တောင်းဆိုနေခဲ့ပါတယ်။ဥက္ကဋ္ဌကျန်းအတွက်ငွေကြီးကပြဿနာမဟုတ်ပေမဲ့တစ်ဖက်လူတွေရဲ့လုပ်ရက်ကပုံမှန်မဟုတ်ပဲတန်တရားဖြစ်စရာကောင်းနေတယ်လို့ယူဆနေမိတာကြောင့်ရှင်းမထင်ဘူးလား။တခုခုတော့ထူးဆန်းနေတယ်လို့သတိပေးလိုက်ပါတယ်။ဒါကိုငါးဖမ်းဘရင်ကနားမလည်နိုင်ပဲဘာကိုဆိုလိုတာလဲလို့ပြန်မေးတဲ့အခါမှာတော့ဥက္ကဋ္ဌကျန်းကကလေးဖြစ်သူစေယုံတက်နေရတဲ့အခြေအနေကိုကြည့်ခိုင်းပါတယ်။ထိုအချိန်မှာပဲစေယုံကတင်ပေါ်ကအကောင်လေးကသူ့ရဲ့အာထရာမန်အယုတ်ပဲရောက်သွားလဲလို့အော်ဟစ်ငိုယိုပြီးရှာဖွေနေခဲ့တာပါ။ကောင်လေးရဲ့အမေဖြစ်သူကတားနေကောင်းသွားရင်မေမေဝယ်ပေးမယ်လို့ချက်ချင်းချုံမောလိုက်ပါတယ်။ဒါကိုမြင်တွေ့နေရတဲ့ငါးဖမ်းဘရင်ကတော့ဆရာဝန်ကိုယ်တိုင်အတည်ပြုထားတာပဲဘာပြဿနာရှိမှလဲသူတို့ကလူဆိုးတွေဖြစ်နေရင်တော့မိမိတို့ရဲ့သားရင်းကိုတော့အနေရပြုမှာမဟုတ်ဘူးလို့အပြည့်အဝယုံကြည်နေစေဖြစ်ပါတယ်။ဒါပေမဲ့ဥက္ကဋ္ဌကျန်းကတော့ဒီအတိုင်းအလွယ်တကူလက်မခံခဲ့ပါဘူး။သူမဟာဒီစေယုံကညွှန်ကြားရေးမှူးဒါရိုက်တာနဲ့အကျွမ်းတဝင်ရှိတာကြောင့်ဖုန်းဆက်အကူအညီတောင်းထားတယ်လို့ပြောပါတယ်။မကြာခင်မှာပဲစေယုံညွှန်ကြားရေးမှူးဒါရိုက်တာချင်းနင်းရောက်ရှိလာပြီးဥက္ကဋ္ဌကျန်းကလည်းကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ဒါရိုက်တာချင်းနင်းကကလေးရဲ့တာဝန်ခံဆရာဝန်ကိုမေးမြန်းကြည့်ရမှာတော့ကောင်လေးဟာတာမန်တဲရောင်အသားဝါရောဂါအပျော်စားပဲဖြစ်ပြီးခွဲစိတ်မှုလုပ်ဖို့လုံးဝမလိုကြောင်းရှင်းပြခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့ငါးဖမ်းဘရင်ဟာအံ့အားသင့်သွားပြီးလက်ထဲကစိတ်မှတ်တမ်းကိုကမ်းပေးကဒါဆိုဒီစိတ်မှတ်တမ်းကဘာလဲလို့မေးခွန်းထုတ်ပါတော့တယ်။ရိုက်တာချင်းနင်းကစိတ်မှတ်တမ်းကိုတေချာကြည့်ပြီးနောက်ဒါကအတူကြီးပြလို့ဒေါသကြီးနဲ့အမှန်တရားကိုဖွင့်ချလိုက်ပါတော့တယ်။ဥက္ကဋ္ဌကျန်းကဆက်လက်ပြီးကတင်ဘေးကဆရာဝန်ကိုညွှန်ပြကဒီလူကရှင်းစေုံကဆရာဝန်ဟုတ်လားလို့မေးလိုက်ပါတယ်။ရိုက်တာချင်းနင်းကလည်းထိုဆရာဝန်တုကိုဘယ်ဌာနကလည်းဝန်ထမ်းကဘယ်မှာလဲလို့စစ်ဆေးမေးမြန်းပြီးမင်းကတိတ်တတိကောင်းနေတာပဲစိတ်ဘက်ဆိုင်ရာဝန်ထမ်းဖြစ်ဟန်ဆောင်ရဲတယ်ပေါ့လို့မောင်ငန်းလိုက်တဲ့အခါဆရာဝန်တုဟာကြောက်လန့်တုန်ရင်ပြီးကျွေးစေးများပါထွက်လာပါတော့တယ်။ PR တွေအောက်မှာဆရာဝန်တုဟာမခံနိုင်တော့ပဲကောင်လေးရဲ့မိဘနှစ်ပါးကိုလက်ညှိုးထိုးကကျွန်တော်ကိစ္စမဟုတ်ဘူးသူတို့ကကျွန်တော်ကိုတရုပ်ဆောင်ခိုင်းတာလို့အမှန်တိုင်းဝန်ခံလိုက်ပါတယ်။ထိုအချိန်မှာပဲကတင်ဘော်ကကောင်လေးကပြေးဆင်းလာပြီးသူ့အဖေရဲ့အင်ဂျီကိုဆွဲကဖေးဖိုးကိုလိန်ညာပေးရင်အာထရာမန်ကတ်တွေဝယ်ပေးမယ်ဆိုအခုဝယ်ပေးတော့လို့ကလေးတဘာဝအော်တောင်းပါတော့တယ်။အကွက်စင်လိန်ညာမှုကြီးအထင်ရှားပေါ်သွားတဲ့အခါမှာတော့ဖခင်ဖြစ်သူဟာအကြီးကျယ်တုံ့လောက်သွားပါတယ်။ငါးဖမ်းဘရင်ဟာမိမိစီကနေငွေညစ်ဖို့အတွက်ကလေးတယောက်ကိုတောင်အတုံးချပြီးလိန်လဲဖျားဖို့ကြိုးစားခဲ့ကြတဲ့သူတို့ရဲ့လုပ်ရအပေါ်မင်းတို့တွေကလူမဟုတ်ကြသေးရဲ့လားအဆက်ကြောက်ဆိုတာလည်းမရှိကြဘူးဆိုပြီးပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချလိုက်ပါတယ်ဒီအခါမှာတော့တားဖြစ်သူဟာမျက်ရည်တွေဝဲပြီးမျက်နှာငယ်လေးနဲ့တောင်းပန်တိုးရှိုးပါတော့တယ်အဖေကျွန်တော်တို့လည်းတခြားနည်းလမ်းမရှိလို့စိတ်ပြတ်အားငယ်ပြီးဒီလိုလုပ်မိတာပါလို့အဖြစ်ကိုဝန်ခံပါတယ်ဘေးနာကချွေးမဖြစ်သူကလည်းတုံလုံးချောက်ချစွာနဲ့ပဲကျမတို့ရဲ့အိမ်နဲ့ကားကိုလည်းမကြခင်ဗန်ကတင်းတော့မှာပါအဖေကတကယ်ပဲကျမတို့နဲ့လူငယ်လေးကိုလမ်းဘေးရောက်သွားအောင်ရဲဆက်ပစ်ထားရနိုင်လို့လားဆိုပြီးမျက်ရည်ဆက်လက်နဲ့ဝိုင်းဝန်းဖြောင်းဖြကြပါတယ်ဒါပေမဲ့ငါးဖမ်းဘရင်ကတော့သူတို့ရဲ့ဟန်ဆောင်မျက်ရည်တွေကိုဂရုမစိုက်ပါဘူးခမဲခမက်ကမင်းအတွက်တော့ပတ်စံရှာရတာအရန်လွယ်ကူနေတာပဲမင်းအတွက်ရွန်တန်းဆိုတာဘာမှမဟုတ်တာမလို့ကလေးတွေကိုကူညီပေးလိုက်ပါဦးဒီလောက်အထိအတ္တမကြီးပါနဲ့လို့ပြောပါတယ်ထိုအချိန်မှာပဲဥက္ကဋ္ဌကျန်းကအကိုကျိုးရှာတဲ့ပတ်စံတိုင်းကသူ့အသက်နဲ့လဲပြီးပင်ပန်းရှာထားရတာမင်းတို့တွေကဘာပိုင်ခွင့်ရှိလို့သူ့စီကနေဒီလိုတွေတောင်းဆိုနေရတာလဲလို့ကြားဖြတ်မေးခွန်းထုတ်လိုက်ပါတယ်ငါးဖမ်းဘရင်ဟာကလေးငယ်ဘက်ကိုလှည့်ပြီးလူငယ်လေးနောက်ဆိုရင်ဘယ်တော့မှမလဲရဘူးတော့တီလာလို့ဆုံးမတဲ့အခါကလေးငယ်ကလည်းငြိမ်သက်စွာနဲ့တိပါပြီးအဖိုးလို့ပြန်လဲဖြေကြပါတယ်ငါးဖမ်းဘရင်ကဆက်လက်ပြီးတဘာဝဘေးအန္တရာယ်ဆိုတာခွင့်လွှတ်လို့ရနိုင်ပေမဲ့မိမိကိုယ်တိုင်ပြုလုပ်တဲ့အဖြစ်ကျူးလွန်မှုတွေကိုတော့ခွင့်လွှတ်လို့မရဘူးအခုတော့မင်းတို့ရဲ့ကံကြမ္မာကိုမင်းတို့ဘာသာပဲရင်ဆိုင်ကြပြီးတော့လို့ပြက်တပြောဆိုပြီးနောက်ကတွားကြဆိုကအခန်းထဲကနေထွက်ခွာဖို့ပြင်ဆင်ပါတယ်ကွက်တိပါပဲရဲဝန်ထမ်းတွေဟာဆရာဝန်အင်ဂျီဝတ်ထားတဲ့အမျိုးသားကိုဖမ်းဆီးပြီးခေါ်ဆောင်သွားပါတယ်ထိုမြင်ကွင်းကိုကြည့်ပြီးတားဖြစ်သူဟာထိတ်လန့်တုန်လှုပ်သွားပြီးအသက်ရှူတန်တွေတောင်ပြင်းထန်လာကကြောက်ရွံ့မှုတွေမျက်နှာပေါ်မှာအထင်ရှားပေါ်ပေါက်လာပါတယ်ရဲတွေထွက်သွားပြီးတဲ့နောက်ချွေးမဖြစ်သူဟာမျက်လုံးဝိုင်းသားနဲ့ဂျေဆင်စောကအမျိုးသမီးကိုကြည့်ရတာကျမတဖြည်းဖြည်းနဲ့ရင်းနှီးတလူရှိလာတယ်အခုမှပဲတေချာမှတ်မိတော့တယ်သူကကျမတို့ကုမ္ပဏီတစ်ခုလုံးရဲ့ဥက္ကဋ္ဌ CEO ပဲလို့ထိတ်လန့်တကြားပေါ်ပြောလိုက်ပါတော့တယ်ဂျေဆင်လည်းအံ့အားသင့်သွားပြီးဘာလဲလို့မယုံနိုင်အောင်ဖြစ်သွားရပါတယ်မိမဖြစ်သူကမမနိုင်ပါဘူးအရင်နှစ်ကနှစ်ပတ်လည်စည်းဝေးမှာကျမသူ့ကိုတစ်ခါတွေ့ဘူးတယ်လို့အတည်ပြုပါတယ်ဒီအခါမှဂျေဆင်လည်းအခြေအနေမှန်ကိုသဘောပေါက်သွားပြီးဒါကြောင့်မို့လို့ငါတို့ကိုရုတ်တရက်ယာရုတိုးပေးပြီးလာစာတိုးပေးခဲ့တာပြီးတော့မှချက်ချင်းအလုပ်ထုတ်ပစ်လိုက်တာကိုဒါတွေအကုန်လုံးကသူ့နောက်ွယ်ကနေကျိုးကန်ခဲ့တာပဲငါတို့တွေထောင်ချောက်ဆင်ခံလိုက်ရပြီးလို့နာကျင်စွာညှိတွားပါတယ်နောက်ဆုံးမှာတော့သူတို့ဟာမိမိတို့ကျူးလွန်ခဲ့တဲ့အမှားတွေကိုပြန်တွေးမိပြီးငါတို့တွေသူ့ကိုမြေခွေးပြောမယ်မလို့တောင်ဆဲဆိုစော်ကားခဲ့မိသေးတယ်ငါတို့ကတော့ကိုတင်ချိုင်းကိုတူးမိကြပြီးဆိုပြီးလွန်စွာမှနောက်ကျသွားတဲ့နောက်တမျက်ရည်တွေနဲ့တူငိုကြွေးရင်းဇလန်းပြီးဆုံးသွားပါတော့တယ်